ဇလန်ချမှာတော့ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီမိသားစုတစ်ခုရဲ့သမီးဖြစ်တဲ့လီနာနဲ့မိတ်ဆက်ပေးပါမယ်။သူမကအနာတရားရှိပေမဲ့စိတ်တော်ထားကောင်းမှုဟာရေးရင်မိတရားခဏထားမှုတွေကိုအမြင်နိုင်တဲ့သူပါ။အင်အားကြီးတဲ့သူတွေတောင်မှသူမရှိမှမကြောက်ဘဲနဲ့တက်ခဲ့တဲ့အတွက်လူတွေကြားမှာလည်းမကြီးလာခဲ့ပြီး social media မှာလည်း trend ဖြစ်နေသူပါ။ဒါကြောင့်လည်းလူချမ်းသာမိသားစုရဲ့သားရီတောင်မှသူမကိုမချင်ရကြပါဘူး။ဒီချိန်นี้ကြောင့်သူမဖေဖြစ်တဲ့ကုမ္ပဏီဥက္ကဋ္ဌစိတ်ပင်ပန်းပြီးလီနာကိုဒါတဲ့စိတ်ထဲကြုံလေးတစ်ခုကိုပို့လိုက်ပါတယ်။ရွေချက်ကတော့သူမစိတ်ကိုတင်းနေခြင်းလို့ပါဒါပေမဲ့လီနာကားလို့မဟုတ်ပါဘူး။ကျုံးမဘူးလင်းဆင်းသွားတာနဲ့တပြိုင်နက်သူမကရှားလူတယောက်ရဲ့ပြဿနာတွေကိုဘုံအောင်ဆက်ဖက်လိုက်ပါတယ်။ဒါပေမဲ့ဒီကခါကတော့တောင်ပန်ပြဿနာမဟုတ်ဘဲနဲ့လူသားစားတဲ့ဒီကောင်နဲ့ပတ်သက်နေကြတာဟာသူမကမွတ်စတာရဲ့အစားစားနေမှုကိုဖျက်ဆီးလိုက်တာကြောင့်ဟဲ့ဒီမွတ်စတာကသူမကိုလမ်းတစ်လျှောက်လိုက်ဖမ်းมาတော့တယ်။ဆုံးမှာလီနာဟာကားတစ်စီးထဲမှာဝင်ပြီးကြောက်ရွံ့နေခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲသူမကိုသူကသတိပေးလိုက်ပါတယ်ငါအသက်ရှင်နိုင်ခဲ့မယ်ဆိုရင်နောက်ကဘသူကိစ္စကိုမှဝင်မဆွဲဖက်တော့ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ချင်းနေကပို့ဆိုးလာပါတယ်မွတ်စတာဟာသူမအတွက်နောက်ဆုံးခဝေးဖြစ်တဲ့ကားကိုဖြည့်ဆည်းတော့မယ်ဆိုတဲ့ချိန်မှာလီနာကဒီတခါတော့စုံတက်ရပြီလို့တွေးခဲ့ပါတယ်အဲ့ဒီချိန်မှာပဲမွတ်စတာရုတ်တရက်ရက်တန့်သွားပါတယ်လီနာလည်းဗီဒီယိုကနေကြည့်လိုက်တဲ့အခါသူမကြောက်ရွံ့မှုတွေချက်ချင်းပဲချစ်ဖေပြောင်းသွားပါတယ်မွတ်စတာကိုရဲရင်စွာတိုက်ခိုက်နေတဲ့လူတစ်ယောက်ကိုသူမမြင်လိုက်ရတာပါအဲ့ဒီချိန်မှာလီနာဟာဒီလူကသူမဆောင်ဆိုင်နေတဲ့လူတော်တစ်ယောက်ဖြစ်တယ်ဆိုတာယုံကြည်လိုက်ရပါတယ်ဒါပေမဲ့စိတ်လှုပ်ရှားလို့သူမမူးလဲသွားပါတယ်။နောက်တစ်နေ့ရောက်လာတဲ့အခါမှာအဲ့ဒီလူရှိရောပါဘူး။ body cut တွေအစီအကံတွေတောင်မှသူ့ကိုမမြင်ခဲ့ကြဘူးလို့ပြောခဲ့ပါတယ်။ဒီဖြစ်ဖြစ်ကလီနာကိုစိတ်လှုပ်ရှားမှုနဲ့မျိုးပသားဖြစ်စေပါတယ်။ဒါကြောင့်နောက်နေ့မှာလီနာကကြေးရွာအာနာပိုင်စီသွားပြီးတော့အဲ့ဒီလူကိုရှာဖွေဖို့ကူညီတောင်းပါတယ်။သူမပြောတဲ့ချက်တွေကိုနားထောင်ပြီးတဲ့အခါမှာကြေးရွာအာနာပိုင်ကအဲ့ဒီလူဟာဒီဒေသမှာနာမည်ကြီးနေတဲ့မိစ္ဆာဖင်ရှားသူတယောက်ဖြစ်နိုင်ကြောင်းတည်ပြုပေးလိုက်ပါတယ်။